သက်40ကျော်လာတာနဲ့မြဒူးနာတဲ့ဝေဒနာကိုခံစားနေရတဲ့သူတွေဆိုလို့ရှိရင်တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်သွားတင်ပါတယ်ဒေါက်တာရှန်နီယာပါအထွေထွေရောဂါပိုးဆရာဝန်တယောက်ပါလာတာနဲ့မြဘာလို့ဒူးနာလာတာလဲဆိုလို့ရှိရင်တော့ဒီဒူးစစ်တွေကြားမှာရှိရဲ့ cartilage လို့ခေါ်တဲ့အယိုးနှူတွေပါပြီးတော့ပစ္စည်းလာတဲ့အတွက်ကြောင့်ပို့လို့ဖြစ်ပါတယ်အဲ့တော့အဓိကတော့အယိုးနှူကိုပါပြီးပစ္စည်းစင်နိုင်တဲ့ဒီအကြောင်းရင်းတွေမှာဆိုရင်တော့အသက်ကြီးလို့ဖြစ်နိုင်တယ်နောက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်နောက်တစ်ချက်ကတော့ကိုလေးချက်အများများတဲ့သူတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်နောက်တစ်ချက်ကတော့ဒီပေါ့နော်ထိခိုက်တရားရသွားတဲ့အတွက်ကြောင့်လို့အယိုးနှူတွေပစ္စည်းသွားပြီးတော့မှအယိုးနှစ်ခုတော့ပုတ်တိုင်မှုဖြစ်ပြီးတော့ဒူးစစ်တွေနာတာမျိုးတွေကြိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်အဲ့တော့ဒိုးနှူတွေပါပြီးတော့ပျက်စီးသွားတယ်ဆိုလို့ရှိရင်တော့ဒူးနာတဲ့လက္ခဏာဟာဆိုလို့ရှိရင်သူကလှုပ်ရှားရှားလုပ်ရင်ပိုဆိုးပြီးတော့မှနာနာနေလိုက်ရင်တတ်တာသွားမှာပဲဖြစ်ပါတယ်မိမိကဒူးစစ်နာနေရကြိုက်နေရဆိုလို့ရှိရင်တော့တတ်တာအောင်ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ဒီဒူးနာတဲ့သမားတွေအတွက်လုပ်လို့ရတဲ့လေ့ကျင့်ဉာဏ်လေးရှိရပေါ့နော်အဲ့တော့လေ့ကျင့်ဉာဏ်လုပ်လို့ရမယ်နောက်တစ်ချက်ကတော့ဒီကိုလေးချိန်ကိုရှော့ချရမှာပဲဖြစ်ပါတယ်အဲ့ကိုလေးချိန်ရှော့ချခြင်းအပြင်ဒူးနာတဲ့ဝေဒနာကိုတတ်တာစီနိုင်တာပဲဖြစ်ပါတယ်လို့ရှိရင်တော့အကြိုက်ခဲပြောက်စေးလေးတောက်လို့ရပါတယ်အဲ့တော့အကြိုက်ခဲပြောက်စေးကလောကျူးမတောက်တဲ့ထဲမှာပါတယ်အတွက်ကြောင့်မလို့ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်တုံးတင်ပါတယ်။အဲ့ခဲပြောက်စေးတောက်လို့မတက်ပါဘူးဆိုလို့ရှိရင်တော့ဒီဒူးစစ်ကြားကိုစစ်ထိုးလို့ရပါတယ်။အဲ့တော့စစ်ထိုးလို့မှအဆင်မပြေဘူးဆိုရင်တော့ဒီ arthroplasty လို့ခေါ်တဲ့ joint replacement surgery လုပ်လို့ရပါတယ်။အဲ့တော့ဒူးနာတဲ့သူတွေအတွက်ကိုဘယ်လိုလေ့ကျင့်ဉာဏ်တွေလုပ်လို့ရလဲဆိုတာကိုတော့နောက်ရက်လေးမှာဗီဒီယိုလေးတင်ပေးသွားမှာမဟုတ်လို့ယခု channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့เนาะနောက်ပြီးတော့မိမိအိမ်မှာဒီဒူးနာတဲ့ဝေဒနာခံစားနေရတဲ့သူတွေရှိနေရဆိုရင်လည်းlike and share လုပ်ဖို့မမေ့ပါနဲ့เนาะ